ချာလီချက်ပလင်ရဲ့အလောင်းကိုပြန်ပေးဆွဲခြင်းကမ္ဘာကျော်လူရှင်တော်ကြီးချာလီချက်ပလင်ကိုလူတိုင်းသိကြမှာပါချာလီချက်ပလင်ဟာသူသက်ရှင်နေစဉ်မှာဒီကမ္ဘာလုံးကိုရေမောခြင်းတွေပေးဆွဲနိုင်ခဲ့သူပါဒါပေမဲ့သူကွယ်လွန်ပြီးနောက်မှာတော့ဘသူမှမထင်မှတ်ထားတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်လူများစုကတော့သူဟာငြိမ်းချမ်းစွာအနားယူသွားကြပြီလို့ထင်ခဲ့ကြပေမဲ့1988ခုနှစ်မတ်လမနက်ခင်းတစ်ခုမှာတော့ဒီကမ္ဘာလုံးကိုတုံ့လှုပ်သွားစေမဲ့သတင်းဆိုးကြီးတစ်ခုထွက်ပေါ်ခဲ့ပါတယ်။ဒီသတင်းကြောင့်ပဲဒီကမ္ဘာလုံးကိုတုံ့လှုပ်သွားစေခဲ့ပြီးကောလာဟာလာတွေလည်းအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။သတင်းကတော့ချက်ပရင်ရဲ့အလောင်းတလားကြီးပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်။ချက်ပရင်ရဲ့ပရိသတ်တွေကတော့သူ့အလောင်းကိုသူ့ရဲ့ဇာတိမြေဖြစ်တဲ့ UK ကိုပြန်ယူသွားတာလို့ယူဆခဲ့ကြပါတယ်။ဒါဆိုရင်အမှန်တရားကဘာဖြစ်မလဲဆိုတာကိုသိရအောင်ဗီဒီယိုအဆုံးထိကြည့်ရှုပေးပါအောင်ရှင်။1989ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ခရစ်စမတ်ညတညမှာအသက်88နှစ်အရွယ်ချက်ပရင်ဟာဇနီးဖြစ်သူဦးနာနဲ့သမီးတွေရဲ့အနီးမှာငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။သူ့ကိုသူနေထိုင်ခဲ့ရာနေရာရဲ့အနီးမှာရှိတဲ့တင်းချိုင်းမှာပဲမြုပ်နှံခဲ့ပါတယ်။ဒါပေမဲ့မြုပ်နှံပြီး2လအကြာမတ်လ1ရက်နေ့မှာတော့တင်းချိုင်းဆောင်ကဆိတ်လန့်စရာတစ်ခုကိုတွေ့ခဲ့လိုက်ပါတယ်။အဲ့ဒါကတော့ချက်ပလင်ရဲ့အုပ်ကူဟာဟောင်းလောင်းပွင့်နေပြီးတော့အလေးချိန်ပေါင်300ကျော်လောက်ရှိတဲ့ဝတ်တင်ချာတောင်ခေါင်းတလားကြီးဟာပျောက်ချင်းမလားပျောက်ဆုံးသွားတာပါရဲတွေကဒါကိုပြန်ပေးဆွဲမှုလို့သတ်မှတ်ပြီးတော့ရှာဖွေမှုတွေကိုစတင်လှုံ့ဆော်ခဲ့ပါတယ်မကြခင်မှာပဲချက်ပလင်ရဲ့ဇနီးဖြစ်သူဦးနာစီကိုပြန်ပေးဆွဲသမားတွေရဲ့ဖုံးခေါ်ဆိုမှုတွေရောက်ရှိလာပါတယ်ပြန်ပေးဆွဲသမားတွေဟာချက်ပလင်ရဲ့အလောင်းကိုလိုချင်ရင်ဒေါ်လာ6သိန်းပေးရမယ်ဆိုပြီးအပေးယူပြုလုပ်ခဲ့ပါတယ်အဲ့ဒီခေတ်ကဒေါ်လာ6သိန်းဆိုတာတကယ်ကိုများပြားတဲ့ငွေပမာဏပါဒါပေမဲ့ချက်ပလင်ရဲ့ဇနီးတွေကတော့လုံးဝကိုမတုံ့လှုပ်ခဲ့ပါဘူးခင်မောတဲ့ကခုလောက်ဆိုရင်ကောင်းကင်ဘုံမှာရောက်နေပြီသူ့ရဲ့ရုပ်ချင်းကကျမအတွက်အရေးမကြီးဘူးလို့ပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့ပြန်ပေးဆွဲသမားတွေရဲ့ဘက်ကလည်းလက်မလျှော့သေးပဲကလေးတွေကိုပါအနေရပြုမယ်လို့ချိန်ချောက်လာပါတယ်။အဲ့ဒီအခါမှာရဲတပ်ဖွဲ့တွေကအများဆုံးဖုံးရုံပေါင်း200ကျော်ကိုစောင့်ကြည့်စစ်ဆေးခဲ့ရပါတယ်။မတ်လ18ရက်နေ့မှာတော့ရဲတွေကပြန်ပေးဆွဲခဲ့တဲ့တရားခံတွေဖြစ်တဲ့ပိုလန်နိုင်ငံသားရိုမန်ဝါတာစ်နဲ့ဘူဂေးရီးယားနိုင်ငံသားဂန်ချိုဂါနက်စ်တို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့တရားရုံးကသူတို့ကိုထောင်ဒဏ်တွေအသီးသီးချမှတ်ခဲ့ပါတယ်။သူတို့ဟာဥရောပကိုခိုလုံလာတဲ့ဒုက္ခသည်ကားသမားတွေဖြစ်ပြီးတော့ငွေကြေးခက်ခဲကြောင့်ဒီလိုရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ချက်ပလင်ရဲ့အခေါင်းတလားကိုပြန်ရှာတွေ့ပြီးတဲ့နောက်မှာတော့မိသားစုကယခုလိုအဖြစ်ဆိုးမျိုးနောက်တစ်ခါထပ်ပြီးမကြုံရအောင်အထူးစီမံခဲ့ပါတယ်။သူ့ကိုမူလနေရာမှာပဲပြန်လည်မြုပ်နှံခဲ့ပေမဲ့ဒီတစ်ခါမှာတော့အပေါ်ကနေ6လက်မအထူရှိတဲ့ကွန်ကရစ်ချက်ကြီးနဲ့ဖုံးအုပ်လိုက်ပါတယ်။ဒါကြောင့်အခုအချိန်မှာတော့ဘယ်သူမှလွယ်လွယ်ကူကူနဲ့တူးနိုင်မှာမဟုတ်တော့ပါဘူး။ချက်ပလင်ရဲ့သမီးဖြစ်သူဂျယ်ရက်တင်ကတော့သူတို့အဖေကိုပြန်ရှာတွေ့လို့ဝမ်းသာပေမဲ့ချက်ပလင်ရဲ့အလောင်းကိုတင်းကြိုင်းနဲ့တမိုင်ခွဲလောက်ဝေးတဲ့ပြောင်းမှုခင်းတွေထဲမှာခက်ကြမြုပ်နှံထားတာကိုသာအဖေသိခဲ့ရင်ဟာသားတစ်ခုလိုရဲမောနေမှာပဲလို့ပြောခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာသမိုင်းမှာအထူးဆန်းဆုံးရာဇဝတ်မှုအဖြစ်ကြံရစ်ခဲ့ပါတယ်။ချက်ပလင်ဟာတည်ဆုံးပြီးနောက်မှာတော့ဒီကမ္ဘာလုံးကိုတုံ့လှုပ်စေခဲ့သလိုနောက်ဆုံးမှာတော့ငြိမ်းချမ်းစွာအနားယူရသွားခဲ့ပါပြီ။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေသိချင်တယ်ဆိုရင်တော့ channel လေးကို follow လုပ်ဖို့မမေ့နဲ့ဦးနော်။